ဒီကနေ့မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောအကြီးကျယ်ဆုံးအခမ်းအနားဆုံးပြိုင်ပွဲဖြစ်တဲ့ဒီအာကာသဆိုင်ရာပကြီးကာတွန်းပိုစတာပြိုင်ပွဲကြီးကိုဒီပြည်သူရန်ကုန်တိုင်းပြည်သူ့ရင်ပြင်မှာဆိုလို့ရှိရင်ဒီဖေဖော်ဝါရီလ29ရက်နေ့ကနေစပြီးတော့မှမတ်လ1ရက်နေ့အထိ3ရက်တိုင်ကျွန်တော်တို့ကကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Human Rights Robot ကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဲ့ဒီလိုကြီးများကိုဦးဆောင်ဖိတ်ခေါ်လာတာပဲဖြစ်ပါတယ်ရှင် Physical and mental well-being in your heart be filled with joy and peace, including Chief Minister of Yangon Region Uso Teng, Agatha Agency Okata Dr. Sumima, Russia နိုင်ငံပိုင် Agatha Corporation Roscosmos မှထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Vaganot Dmitry Vladimirovich နဲ့ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးနေမျိုးလှိုင်တို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ကျမတို့အခမ်းအနားဖွင့်လှစ်ရာမှာလှပညီညာစွာဖွင့်လှစ်နိုင်မှုအတွက်ကောက်တောင်းခေါ်ဆိုခွင့်ပြုပါရှင်။မင်္ဂလာကတ်ကြီးများကိုဖဲကျိုးများပေါ်ကိုအသစ်တင်ထားလို့ရပါပြီရှင်။ Ready 3 2 1ဖဲကျိုးဖြတ်ဖွင့်လှစ်နိုင်ပါပြီရှင်။ Thank you, Your Excellencies. May I respectfully request Chief Minister of Yangon Region Uso Teng for performing the bottom praising, please. Pleased to announce for this movement forward that business education level art cartoon poster competition is now officially open. ဒီလိုနိုင်ငံမှာရှိတဲ့ကျောင်းသားကျောင်းသူလူငယ်တွေဟာအာကာသဆိုင်ရာနည်းပညာနဲ့ဘုဒ္ဓများရရှိလေ့လာနိုင်စေဖို့အတွက်ရည်ရွယ်ပြီးအာသာပြတဲ့ရန်ကုန်ကို2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာနိုင်ငံတော်အကြီးအကဲကိုယ်တိုင်စတင်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ပါတယ်။စတင်ဖွင့်လှစ်ပြီးအချိန်တို့တွင်မှာပဲစိတ်ဝင်စားနဲ့လာရောက်လေ့လာသူတွေအတွက်ဟာအတန်းကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးဆောင်ရွက်နိုင်မှုအတွက်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့မြန်မာအာကာသအေဂျင်စီနဲ့ပညာရေးဌာနတို့ပူးပေါင်းပြီးတော့ကျမတို့ရန်ကုန်တိုင်းပြည်မှာဆောင်ရွက်တာဖြစ်ပါတယ်ရှင်။ကာတွန်းပိုစတာပြိုင်ပွဲဆိုတာကနှစ်စဉ်နှစ်တိုင်းအခါကြီးရဲ့ကြီးတွေပေါ့နော်အထိမ်းအမှတ်ပွဲတွေဒါကျမတို့နိုင်ငံတော်အဆင့်ပြည်ထောင်စုနေ့လွတ်လပ်ရေးနေ့စသဖြင့်ပေါ့လေဒီနေ့လူနေ့မြတ်တွေအားလုံးမှာကျမတို့ကဒီပြိုင်ပွဲတွေဆောင်ရွက်နေပဲဖြစ်ပါတယ်။ဒါပေမဲ့အခုဒီအာကာသပကြီးပြိုင်ပွဲဆိုတဲ့အခြေအနေကတော့ကျမတို့တွေကတကယ်ကိုပေါ့နော်ဟိုစိတ်လှုပ်ရှားစွာနဲ့အကြောင်းသားအကြောင်းသူတွေကလည်းစိတ်ပါဝင်စားစွာနဲ့ဒီပြိုင်ပွဲကြီးကိုပါဝင်ရှင်ပြိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအာကာသဆိုင်ရာနည်းပညာတွေကိုလည်းဒီအမှုပညာလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့တခါတည်းလေးလာနိုင်သွားတဲ့အနေအထားမျိုးဖြစ်ပါတယ်ပြီးတဲ့အခါမှာရန်ကုန်မှာဖွင့်လှစ်ထားတဲ့ဒီပေါ့ဒီ Space Museum မှာလည်းပေါ့နော်အာကာသပြတိုက်မှာလည်းသူတို့ကသွားရောက်လေးလာပြီးတော့ဟာလာဒီပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်နိုင်ဖို့အတွက်လည်းလေးလာကြတယ်နောက်ခါပညာရှင်တွေလည်းသူတို့မြင်မြန်ပြီးတော့ဆောင်ရွက်ကြတယ်ပြီးတဲ့အခါမှာဒီပြိုင်ပွဲကြီးကိုအကြောင်းပြုပြီးတော့ဒီနေ့ဖွင့်ပွဲမှာဆိုလို့ရှိရင်လည်းအာကာသယဉ်မှုတွေအာကာသနည်းပညာဆိုင်ရာတာဝန်ရှိတဲ့ပညာရှင်တွေလာရောက်ပြီးတော့တွေ့ဆုံပြီးတော့ဒါအသိပညာတွေမျှဝေတဲ့အတွက်ကြောင့်မလို့ကျောင်းသူကျောင်းသားများအတွက်အများကြီးအကျိုးရှိပါတယ်ရှင်။ကျွန်တော်တို့ဒီအာကာသဆိုင်ရာပကြီးကာတွန်းပိုစတာပြိုင်ပွဲမှာဆိုလို့ရှိရင်ပကြီးပြိုင်ပွဲတွေအပြင်မှာအာကာသဆိုင်ရာဒီပြကန်းလေးတွေကိုလည်းကျွန်တော်တို့ခင်းချင်းပြီးတော့မှပြသလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိဘပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့ရဲ့ဒီပြိုင်ပွဲဝင်မှာမဟုတ်ဘဲနဲ့ဒီမိမိအားလက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီပြကန်းတွေကိုလာရောက်ပြီးတော့မှဒါလေးလာနိုင်ပါတယ်ဆိုတာကိုကျွန်တော်ကသတင်းကောင်းပါပါတယ်ခင်ဗျာ။